ဒီပိုင်းတော့ຢာဒီတို့ပူလိုက်ပေါ့နော်ကျွန်တော်မိတ်တွေထားတာပေါ့နော်လေပင်းလို့ကျွန်တော်ဒီနောက်ကျောတို့တချို့ဆိုကျွန်တော်နှစ်ဖူးတွေခေါင်းတွေထိတောင်တကောလုံးနီးပါးကောင်ကျွန်တော်မိတ်တွေထားနေတဲ့လူတွေရှိရပေါ့နော်ဒီတော့ဒီလိုမျိုးမိတ်တွေထားပြီးတော့တကောလုံးရားရံနေတာဟာကိုတတ်တာအောင်ကျွန်တော်ဘယ်လိုမျိုးစောင့်ရရှောင်းရနေလုပ်တင်ရလဲပေါ့နော်ဒီတော့ဘယ်လိုအချိန်မှာကျွန်တော်အရေးကြီးပြီးတော့ကျွန်တော်စိတ်ခန့်ကိုပြတင်တာလဲဆိုတော့ပတ်သက်ပြီးတော့ဒီဗီဒီယိုပြောရအောင်ပါခင်ဗျာပထမအဆုံးအနေနဲ့ဒီမိတ်ထားတာပေါ့နော်လူတစ်ယောက်ကနေပြီးတော့တစ်ယောက်စီကိုကူးဆက်နိုင်သလားပေါ့နော်ဒါကိုသိဖို့အတွက်ဆိုရင်ကျွန်တော်မိတ်ကဘယ်လိုမျိုးထားလာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိဖို့လိုပါတယ်ပုံမှန်ဆိုရင်ကျွန်တော်ຢာဒီတို့ပူပေးတဲ့အခါမျိုးဆိုရင်ပေါ့နော်ကျွန်တော်ခန္ဓာဝင်နေပြီးတော့ချွေးထွက်လိမ့်ရှိပါတယ်အဲ့ဒီချွေးကကျွန်တော်ပုံမှန်အတိုင်းကျွန်တော်ရင်ငွေ့ပြန်ပြီးတော့ပေါ့နော်ကျွန်တော်ခန္ဓာကိုယ်အေးစေတယ်ဆိုရင်တော့ကျွန်တော်ဘာပြဿနာမှရှိမှာမဟုတ်ပါဘူးဒါပေမဲ့ဒီချွေးကကျွန်တော်ຢာဒီဥထုအရန်ပင်မຢာဒီဥထုပေါ့နော်အရန်ပူတဲ့အချိန်မှာလို့ဒါမှမဟုတ်ရင်ကျွန်တော်ဝတ်ထားတဲ့အဝတ်စားကအရန်ကျက်ပြီးတော့ဒီရင်ငွေ့ပြန်ဖို့အတွက်ချွေးတွေရင်ငွေ့ပြန်ဖို့အတွက်ပေါ့နော်ခက်ခဲနေတဲ့အခါမျိုးမှာဆိုရင်ဒီချွေးတွေကကျွန်တော်ဒီရေပြားမှာရှိတဲ့ဒီချွေး gland ထဲမှာကျွန်တော်တိုးလောင်ပြီးတော့ကျွန်တော်ဆုထားမိသလိုမျိုးဖြစ်တာပေါ့နော်ချွေးတွေကဒီငုံနေပေါ့နော်အဲ့လိုမျိုးအခါမှာကျွန်တော်မိတ်ထလာရတာပဲဖြစ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ဒီလိုမျိုးမိတ်ထလာကလူတစ်ယောက်ကနေပြီးတော့တယောက်စီကိုကူးနိုင်ချေမရှိပါဘူးခင်ဗျာအတိအကျတော့မိမိရဲ့ဒီခန္ဓာကိုယ်ကချွေးတွေကိုကျွန်တော်ကောင်းကောင်းရင်ဝင်မပြန်နိုင်တဲ့အခြေအနေမျိုးမှာမိတ်ထခြင်းဖြစ်ပါတယ်ခင်ဗျာပြီးတော့မိတ်ထလာကိုတက်တာစေဖို့အတွက်ကျွန်တော် tips လေးတွေပေါ့နော်ကျွန်တော်ဆောင်ရရှောင်းရလေးတွေဘယ်လိုမျိုးလုပ်တင်ရလဲဆိုတာပတ်သက်ပြီးတော့ဆက်ပြီးတော့ပြောပြတော့မယ်ဒါကိုလူတစ်ယောက်ကအင်းရောက်ပြီးတော့ကျွန်တော်ရေမချိုးခင်နဲ့ရေချိုးပြီးတဲ့ခါမှာကျွန်တော်တို့ဒီမိတ်မထဖို့အတွက်မိတ်ထတာကိုတက်တာစေဖို့အတွက်အစင်လိုက်ဘယ်လိုမျိုးတွေကျွန်တော်နေထိုင်လုပ်တင်တာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောတော့မယ်ဒီတော့လူတစ်ယောက်ကကျွန်တော်ညနေပိုင်းအလုပ်ကနေဆင်းလာပြီပေါ့နော်သူကတကူလုံးမိတ်အေးထနေတာပေါ့နော်ချွေးတွေစွစွနေပေါ့နော်သူအလုပ်ကိုသွားတဲ့ခါမှာဝတ်တဲ့အဝတ်စားကလည်းကျွန်တော်ကြက်ထုတ်ပြီးတော့ပေါ့နော်ကျွန်တော်အနက်ရောင်ကြီးဖြစ်နေတာပေါ့နော်ကျွန်တော်ပူပူကြက်ကြက်ကြီးဖြစ်နေတာပေါ့နော်ဒီတော့ပထမအဆုံးအနေနဲ့အရေးကြီးဆုံးကျွန်တော်လုပ်တင်တာကတော့ကျွန်တော်ဒီချွေးတွေစို့ပြီးတော့ကျွန်တော်ဒီခန္ဓာကိုယ်မှာကြက်ထုတ်နေတဲ့ဒီအင်ဂျီတွေကိုကျွန်တော်အရင်ဆုံးချွတ်ပစ်လိုက်ပါ။ဘာလို့လဲဆိုတော့ဒီချွေးစို့နေတဲ့အဝတ်စားတွေပြီးတော့ကျွန်တော်ဒီလိုမျိုးရင်ငွေ့ပြန်ဖို့တယ်မနော်ချွေးတွေရင်ငွေ့ပြန်ဖို့တယ်ခက်ခဲတဲ့အဝတ်စားတွေကိုဒါဝတ်ထားမယ်ဆိုရင်ကျွန်တော်ချွေးကကျွန်တော်ဒီ sweat gland ထဲမှာငုံပြီးတော့ပေါ့နော်ကျွန်တော်မိတ်ထလာကိုပို့ပြီးတော့စိုးစေတာပေါ့နော်ဒီတော့အဝတ်စားချုပ်ပြီးပြီဆိုရင်တော့ကျွန်တော်ရေချိုးတော့မှာပေါ့နော်ရေချိုးတဲ့အခါမှာဆိုရင်လည်းကျွန်တော်တတိထားမယ့်ချက်ကတော့ကျွန်တော်ရေကအေးဖို့အရေးကြီးပါတယ်ကျွန်တော်ရေကပူနွေးနေတာမျိုးမဖြစ်ရဘူးပေါ့နော်ကျွန်တော်ရေကိုကျွန်တော်အေးလေးချိုးပေးခြင်းအပြင်ကျွန်တော်ဒီမိတ်ထလာကိုကျွန်တော်တက်တာစေပါတယ်ပြီးတော့ရေချိုးတဲ့အခါမှာသုံးတဲ့ဒီဆက်ပြာတွေပေါ့နော်ခေါင်းလျှော်ရည်ဆက်ပြာတွေလည်းအရေးကြီးပါတယ်ကျွန်တော်အနက်အရန်ပြင်းတဲ့ဆက်ပြာတွေအနက်အရန်ပြင်းတဲ့ကျွန်တော်ဒီခေါင်းလျှော်ရည်လို့ဒါတွေကိုမသုံးသင့်ဘူးပေါ့နော်ပြီးတော့ကျွန်တော်ဒီ scrap တိုက်တဲ့ဟာလို့ပြီးတော့ကြီးချွတ်တဲ့ဟာပေါ့နော်ကျွန်တော်ဆက်ပြတိုက်တဲ့အချိန်မှာကျွန်တော်အရင်ချင်းချင်းတန်းမတိုက်တင်ဘူးပေါ့နော်မိတ်ထားတဲ့နေရာကိုကျွန်တော်ကတတရရပဲကင်တွယ်တင်ပါတယ်ခင်ဗျာအဲ့တော့ရေချိုးပြီးပြီပေါ့နော်ရေချိုးပြီးတော့ကျွန်တော်ရေချိုးရမ်းနဲ့ထွက်လာပြီဆိုရင်ကျွန်တော်ရေကိုပြောင်းအောင်ကျွန်တော်6တွေ့အောင်ကျွန်တော်တုပ်တင်ပါတယ်ခင်ဗျာအဲ့လိုမျိုးတုပ်တဲ့ခါမှာဆိုရင်လည်းကျွန်တော်ဒီတုံးတဲ့တပတ်ကပေါ့နော်ကျွန်တော်ရေစုပ်တဲ့တပတ်ဖြစ်ဖို့လိုတယ်တချို့တပတ်တွေကရေမစုပ်ဘူးပေါ့နော်အဲ့လိုမျိုးရေစုပ်တဲ့တပတ်နဲ့ကျွန်တော်တုပ်တဲ့ခါမှာဆိုရင်လည်းကျွန်တော်ချင်းချင်းတန်းတန်းဒီလိုမျိုးပွတ်တိုက်တာမျိုးကျွန်တော်မတုပ်တင်ပါဘူးကျွန်တော်အသားလေးဒီလိုမျိုးဖတ်ပေါ့နော်ဒီလိုမျိုးပုတ်တာပေါ့နော်အဲ့လိုမျိုးပုတ်ပေးချင်အပြင်ကျွန်တော်ဒီရေ6တောင်ကျွန်တော်တုပ်တင်ပါတယ်ခင်ဗျာရေ6အောင်လုပ်ပြီးတဲ့အခါမှာတချို့ကကျွန်တော် moisturizer တွေလင်းတတ်တယ်ပေါ့နော် moisturizer လင်းတဲ့အခါမှာဆိုရင်လည်းကျွန်တော် tips လေးတစ်ခုရှိပါတယ်အဲ့ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီ moisturizer ကိုကျွန်တော်ရေခဲတက်တာထဲမှာခဏလေးကျွန်တော်အေးခံထားခြင်းအပြင်ပေါ့နော် moisturizer အေးလေးဖြစ်အောင်ကျွန်တော်လိမ့်လို့ရပါတယ်ခင်ဗျာအဲ့မျိုးလိမ့်ခြင်းအပြင်ကျွန်တော်မိထားတာကိုတက်တာစေပါတယ်ပြီးတော့မိထားနေတဲ့နေရာလေးမှာကျွန်တော်ဒီ calamine lotion လို့ခေါ်တယ်ကျွန်တော်ဒီအပန်းရောင်lotion လေးတွေလိမ့်လို့ရပါဘောเนาะအဲ့ဒါရတော့ပေါ်ပါတယ်ကျွန်တော်စေးဆိုင်တွေကုန်းစုံဆိုင်တွေမှာရနိုင်ပါတယ်ခင်ဗျာပြီးတော့ပေါင်နာမောင်းလည်းကျွန်တော်ပုတ်လို့ရပါတယ်ပေါင်နာမောင်းပုတ်ပေးခြင်းအပြင်ကျွန်တော်ဒီခန္ဓာကိုယ်ကကျွန်တော်ကြံနေတဲ့ကျွန်တော်ချွေးနေနေပါကိုသူကစုပ်ယူလိုက်တဲ့လိုမျိုးဖြစ်တာပေါ့เนาะကဲပြီးတော့ကျွန်တော်ရေချိုးပြီးတော့ပြီလိမ့်စာရှိရလိမ့်ပြီးပြီအဲ့ဒါဆိုရင်ကျွန်တော်အဝတ်စားဝတ်တော့မှာပေါ့နော်အဝတ်စားဝတ်တဲ့ခါမှာဆိုရင်ကျွန်တော်ရွေးချယ်ရမှာကခုနရှေ့မှာပြောသလိုကျွန်တော်ကြက်ထုတ်နေတဲ့အင်ဂျီတွေကိုကျွန်တော်လုံးဝရှောင်တင်ပါတယ်ခင်ဗျာအဲ့ဒီအစားကျွန်တော်ဒီပုတ်ပေါ့နော်နည်းနည်းပွားတဲ့ကျွန်တော်လေးဝင်လေးထွက်ကောင်းတဲ့အဝတ်စားတွေကိုရွေးချယ်ဖို့လိုပါတယ်ပြီးတော့ကျွန်တော်အယောင်ကလည်းနည်းနည်းအယောင်ဖြော့တဲ့ဟာသွားရင်ပို့ပြီးတော့ကောင်းပါတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်အယောင်ရှင်းတဲ့အဝတ်စားတွေပေါ့နော်ဥပမာကျွန်တော်အနက်ရောင်လို့ပါလို့ဆိုရင်သူကအပူပို့ပြီးတော့စုပ်တဲ့ quantity ရှိတာပေါ့နော်သူက black body လို့ခေါ်တာပေါ့နော်ဒီကောင်လေးကကျွန်တော်ဒီနေရောင်တွေကိုပို့ပြီးတော့စုပ်တယ်ပြီးတော့ဝတ်ထားမှဆိုရင်ပို့ပြီးတော့ပူတာပေါ့နော်အင်ဂျီရဲ့အသားလည်းကျွန်တော်အရေးကြီးပါတယ်ကျွန်တော်ချွေးမစုပ်တယ်ကျွန်တော်ပြောင်ချောအဲ့လိုမျိုးအသားဝတ်မဲ့အစားကျွန်တော်ဒီ cotton လို့ချီပေါ့နော်ချီသားလို့ဒါမှမဟုတ်ကျွန်တော်ဒီ span သားလို့ပေါ့နော်ဒီမျိုးလေဝင်လေထွက်ကောင်းပြီးတော့ကျွန်တော်ချွေးတွေစုပ်တဲ့
ဒီအသားတွေဝတ်ရင်ပို့ပြီးတော့ကောင်းပါလေခင်ဗျာဒီတော့အင်ဂျီဝတ်စားတွေဝတ်ပြီးသားပြီဆိုရင်တော့ကျွန်တော်တို့အရေးကြီးတာတက်နိုင်တယ်များဒီအေးတဲ့နေရာတွေမှာနေပေးဖို့အရေးကြီးပါတယ်ခင်ဗျာကျွန်တော်တက်နိုင်တယ်များနေဝထဲမှာမနေပါနဲ့ပေါ့နော်တချို့ကြလည်းကျွန်တော်အလုပ်ကိစ္စကြောင့်မလို့ဒီလိုမျိုးနေဝထဲထွက်ရတဲ့မျိုးရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်အိမ်ပြန်ပြီးတော့နားတဲ့အချိန်မှာကျွန်တော်ခုနပြောတဲ့အတိုင်းအဲ့လိုမျိုးအစင်လိုက်လုပ်ပြီးထားရင်ဒီမိထတာတွေကိုကျွန်တော်2ရက်3ရက်အတွင်းမှာတက်တာစင်းနေမှာပါတကယ်ဒီလိုလုပ်လို့မှကျွန်တော်မိထတာမတက်တာဘူးကျွန်တော်ပို့ပြီးတော့စိုးလာပေါ့နော်ပြီးတော့နောက်ထပ်ကျွန်တော်ဒီမိတ်တွေကနေပြီးတော့ကျွန်တော် PD ပဲတဲလာတယ်ပြီးတော့ကျွန်တော်ဒီ level လို့ဒီ join ကြားလို့ပေါ့နော်အဲ့လိုမျိုးနေရာမှာရှိရကျွန်တော်ဒီအကျိတ်ကလင်းလေးကျွန်တော်ကြီးလာပေါ့နော်အဲ့လိုမျိုးကြီးလာတဲ့အခါမျိုးမှာပြီးတော့ကျွန်တော်လူကဖျားလာတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်မပေါ်စားပဲနဲ့ကျွန်တော်ဆံဝင်စီကိုအမြန်ဆုံးတွားရောက်ပြတင်ပါလေခင်ဗျာနောက်ဆုံးအနေနဲ့အရေးကြီးတဲ့ကျွန်တော်အချက်လေးနဲ့ချက်ရှိပါတယ်ပထမဦးဆုံးကတော့ကျွန်တော်ရေများများတောက်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်တက်နိုင်တဲ့များဒီမိတ်တွေကိုကျွန်တော်လက်သေးနဲ့မကုတ်ပါနဲ့ပေါ့နော်အဲ့လိုမျိုးခဏခဏကုတ်မိတယ်ဆိုရင်ကျွန်တော်ဒီအရေပြားပေါ့နော်ကျွန်တော်ပိုးလေးဝင်ပြီးတော့ပေါ့နော်ကျွန်တော် secondary infection အနေနဲ့ဒီတီးတဲ့အားလို့ဘာလို့ဖြစ်နိုင်တာပေါ့နော်ဒီတော့ဒီဗီဒီယိုကြည့်နေမိတ်ဆွေကိုမေးချင်တာကမိမိကနွေရည်ရောက်ပြီဆိုရင်ဘယ်နှခါလောက်မိတ်ထားလဲပေါ့နော်အဓိကဘယ်နေရာတွေမှာကျွန်တော်ဒီလိုမျိုးမိတ်တွေပေါက်လေးရှိရပါပေါ့နော်ကျွန်တော်ကတော့နွေရည်ရောက်တိုင်းမှာအနည်းဆုံးတစ်ခါနှစ်ခါလောက်တော့မိတ်ကထားလေးရှိပါတယ်ခင်ဗျာကွန်မန့်မှာမှန်းခဲ့ပြပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ